အားလုံးပဲမင်္ဂလာပါချိန်ကွန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ရှာဟင်းချက်စားကြမယ်ပေါ့နော်ကဲကြည့်လိုက်ကြရအောင်ပြင်ဆင်ရမှာချက်တုန်နေချက်တုန်ဖြူခြင်းခန်းချင်းဒီရုံးတွေဒီခန်းကျွတ်ဒီမိုးပါမယ်ပြောင်းဘူးပါမယ်ပြီးရင်ကင်းပုံရွက်အရွက်တွေပေါ့နော်ကိုကြိုက်နေတဲ့ဟာပါမယ်ပြီးရင်ပဲပုတ်အဓိကပါမယ်ဆိုတော့ကျမကတော့စီနဲ့တပ်ပြီးချက်တဲ့နီးဖြစ်တဲ့အတွက်စီပူလာရင်စနွင်းထဲမယ်ကျက်တုန်နီနဲ့ကျက်တုန်ပြူထောင်းထားတာထဲမယ်ခန်းကျင်ဒီထဲမယ်ခန်းကျင်ဒီကိုစီပြအောင်မထားဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအတိနာနဲ့အလုံးလုံးမှာဖြစ်တဲ့အတွက်ပြုံဒီနဲ့ကစောဒီထဲမယ်ခန်းကျွတ်ဒီထဲမယ်ပြီးရင်စားချုံမုံထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ဒီဟာလေးကိုတဲမှာပေါ့နော်ဆိုတော့ဒီညမှာမိတ်ဆွေတို့ပြောချင်တာပဲပုတ်ကိုရှားခါနီးမှထည့်လဲရတယ်ပေါ့နော်ကျွန်မကပဲပုတ်ကိုဖုတ်ထားပြီးသားထည့်တာပေါ့နော်အချက်လိုက်ဖြစ်တဲ့အတွက်ဒီတိုင်းလက်လေးနဲ့ခြေပြီးတော့ထည့်လိုက်ပါတယ်ဆိုတော့စီနည်းနည်းပဲသုံးတာဖြစ်တဲ့အတွက်အိုးကတ်လိုက်ရင်ရေလေးထည့်ပြီးတော့ဒီအတီးလေးတွေကိုနူးသွားတဲ့ထိထားပေးလို့ရပါတယ်ပြီးပြီဆိုရင်ကြောင်ဘူးထည့်တာထည့်ပါတယ်အဓိကကတော့ဒီခန်းတီးတို့ဖယုံတီးတို့ကိုနူးသွားဖို့လိုတာပေါ့နော်အဲ့ဒါလေးနူးပြီဆိုရင်တော့ပြောင်းဘူးကိုအရင်ထည့်ပြောင်းဘူးနူးပြီဆိုရင်တော့ပြင်ဆင်ထားတဲ့မူလေးလည်းထည့်မယ်ဒီညမှာကျမကတော့စူးဖို့ကိုတော့နည်းနည်းနောက်ကျမှထည့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စူးဖို့ကိုကျမကအနံ့အရန်နာမှာဆိုတဲ့အတွက်ဒီနွေးနဲ့အရင်ဖြောထားတာဖြစ်တဲ့အတွက်နည်းနည်းနောက်ကျမှထည့်တာဖြစ်တယ်ဆိုတော့စူးဖို့ထည့်ပြီးရင်ပြင်ဆင်ထားတဲ့ကင်းပုံရွက်ထည့်မယ်ဒီညမှာမိတ်ဆွေတို့အနေနဲ့ကိုကြိုက်တဲ့တခြားကစွန်းရွက်တို့မုံကြီးရွက်တို့ထည့်ချင်လဲရပါတယ်ကျမကတော့ကင်းပုံရွက်တစ်မျိုးတည်းပဲသုံးထားပါတယ်ပြီးရင်ရုံးပဒေဒီကိုလည်းခြားကနီအရွက်နဲ့အတူတူထည့်ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရုံးပဒေဒီလည်းအရန်ကြီးကျက်သွားရင်သူ့ရဲ့အကြည့်ရွှဲလေအရန်ထွက်လာရင်စားမကောင်းပါဘူးဆိုတဲ့အခါမှာအရွက်တွေလည်းထည့်အရွက်နဲ့တခါတည်းရုံးပဒေဒီကိုထည့်ပြီးတော့အုပ်ပြီးတော့မွေလိုက်မယ်ဒီညမှာဒီအရွက်တွေထဲကနေရေအများကြီးထွက်လာအောင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ရေခမ်းဖြောက်လေးစားချင်တယ်ဆိုရင်တော့ရေခမ်းတဲ့အထိစိတ်ရှည်ရှည်လေးနဲ့မွေပေးပါတကယ်လို့မိတ်ဆွေတို့အနေနဲ့ရေလေးနဲ့စားချင်တယ်ဆိုရင်တော့ရေအရင်မခမ်းထားတဲ့အချိန်မှာသုံးဆောင်လို့ရတယ်ပေါ့နော်ဒီညမှာတခုပြောချင်တာကတော့တချို့တွေကတော့66လေးစားခြင်းစီများများတုံးပြီးချက်စားကြတယ်ပေါ့နော်ကဲပြီးသွားပြီဖြစ်တဲ့သုံးဆောင်လို့ရပြီဖြစ်တဲ့ဒီဟင်းကတော့ရှမ်းဟင်းတွေထဲမှာကျွန်မအကြိုက်ဆုံးဟင်းဖြစ်တယ်ပေါ့နော်ဒီဟာကတော့တို့စရာအချင်းလေးနဲ့ဖြစ်တယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်